သူ့နာမည်ကဆရာကျောင်းလူကကျောင်းတယ်လို့ဖွားလဲကျောင်းပါတယ်ဒီရွာလေးကိုပြောင်းလာခဲ့တာလဲလပိုင်းလောက်ပဲရှိသေးတယ်ဗျဆေးဆရာဖြစ်တယ်လို့ဘိန်းတော်ဆရာဆိုရင်လည်းမမှားပါဘူးအခြားနေရာတွေမှာနာမည်နဲ့လိုက်အောင်ကျောင်းရင်ကျောင်းမယ်စေကူတာတို့အောက်လန်းပြူစားတာတို့စုံတရဲဝင်ပူတာတို့ကိုအတော်နိုင်နေအောင်ကုသနိုင်သူပါသူတို့ရွာအနီးတစ်ဝိုက်မှာတော့ဆရာကျောင်းရဲ့ဆေးပညာအစွမ်းကအတော်လေးနာမည်ကြီးပါတယ်ညနေခင်းတစ်ခုမှာအိတ်ကိုတယောက်တောထဲကနေထင်းခွေပြီးတော့သူ့အိမ်ကိုထင်းစီထိုင်ရင်းနဲ့ပြန်လာခဲ့တယ်ဗျသူ့မှာကအိမ်မောင်ဆိုတဲ့အကိုတယောက်ရှိပြီးမိဘတွေကတော့မရှိကြတော့ပါဘူးညီအကိုနှစ်ယောက်အချင်းချင်းချစ်ခင်ရိုင်းပင်းကြပြီးအလုပ်တွေကိုလည်းမကိုမကန့်နဲ့စူးစမ်းလုပ်ကင်ကြပါတယ်အဲ့လိုနဲ့အိတ်ကိုဟာရွာအဝင်လိုက်မရောက်ခင်အပေါ်သွားကျင်လာတာကြောင့်အဖေတပင်သားမှာထင်းစီကိုချပြီးတော့တေးသွားပေါက်ခဲ့တယ်ဗျဖီးပဲကိစ္စပြီးနောက်ထင်းစီပြန်ကောက်ထမ်းပြီးရွာထဲကိုဝင်လာခဲ့ပါတယ်ထူဆန်းစွာနဲ့အိတ်ကိုအိမ်ပြန်ရောက်ပြီးတိတ်မကြခင်မှာတကိုယ်လုံးတုံးတက်ပြီးတော့နေမကောင်းဖြစ်လာခဲ့တယ်ဗျခဏကြာတော့အကိုဖြစ်သူအိမ်မောင်ပြန်ရောက်လာပြီးသူ့ညီအိတ်ရတဲ့လဲနေတာကိုတွေ့တော့ပြပြသက်လဲဝင်လာခဲ့ပါတယ်ညီလေးအိတ်ကိုဘယ်လိုဖြစ်တာလဲနေမကောင်းဖြစ်တာလားအဲ့အချိန်ဘေးကဒေါ်လေးမိခိုင်ကအိမ်မောင်ပြောနေတာကိုကြားလို့အိမ်မောကိုရောက်လာခဲ့ပါတယ်ဟုတ်တယ်ထင်တယ်ငါတူရေညနေရထင်းခွေပြီလို့ပြန်လာတော့အကောင်းသားဟဲ့အိမ်ရောက်မှရုတ်တရက်ဖျားသွားတာနေမှာဒေါ်လေးလည်းနင့်ညီနီးနေတဲ့အတန်တော့ကြားတယ်ပြီးတော့နောက်မလောက်တော့ပါဘူးဆိုလားပဲအိမ်မောင်ရဲ့အိမ်မောင်သူ့ညီကိုအသေးချကြည့်လိုက်တော့အိတ်ကူကတခုခုကိုကြောက်တယ်လို့နဲ့ညီးနေတာကိုတွေ့လိုက်ရတာကြောင့်အတော်လေးစိတ်ပူသွားခဲ့ပါတယ်ဆိုတော့သူတို့ရွာကဆေးဆရာကြောင့်ကိုအမြန်သွားပေးမှုအိမ်မောင်ဆုံးဖြတ်လိုက်တယ်ဗျဒေါ်လေးဒါဆိုကျွန်တော်ဆေးဆရာသွားပေးလိုက်အောင်ပဲဗျအတော့သူကိုခဏကြည့်ထားပေးပါဦးနော်အေးမြန်သွားဂယုဆိုင်လေသွားအောင်အဲဒီနောက်အိမ်မောင်ဟာသူ့ညီအေးကိုစိုးရိမ်ပူပန်မှုများစွာနဲ့ထားခဲ့ပြီးဆေးဆရာသွားပင်ခဲ့ပါတယ်အချိန်ကည8 နာရီခန့်ရှိနေခဲ့ပါပြီဆရာကြီးဆေးဆရာရှိလားဗျဆရာအေးရှိတယ်ကွာဘာဖြစ်လို့လဲငါညီကျုံညီနေမကောင်းဖြစ်နေလို့ဗျ